ဒီကကျွန်တော်ရဲ့ဒီ beginner kit ကိုပေါ့နော်ဟိုတနေ့ကလေတိုက်ထဲမှာဆန်းပြီးကျိုးသွားတဲ့ကောင်လေးပေါ့ဒီကောင်လေးကျွန်တော်ပြန်ပြင်ထားတယ်ဗျဘာပြင်ထားလဲဆိုတော့ပုံမှန်တိုင်းဆိုရင်ကျွန်တော်လေရင်လေးတွေကဒီတစ်သားပန်ကာနဲ့ဆိုတော့ပေါ့တယ်ပေါ့နော်ဒီခေါင်းပေါ့တယ်ပေါ့အခုကျွန်တော်ဒီ plastic ပန်ကာလေးတွေပြောင်းလိုက်တဲ့ခါကျတော့ခေါင်းနည်းနည်းလေးတဲ့ပြဿနာကြုံတယ်ပေါ့ဒီကျွန်တော်ရဲ့ဒီ beginner kit plan တွေကဒီတောင်မှန်ရဲ့နေရာအတိုင်းဆိုလို့ရှိရင်ခေါင်းနည်းနည်းလေးတဲ့အတွက်ကျွန်တော်ကပြန်ရွှေ့ကိုတစ်လက်မလောက်ရွှေ့ထားတယ်ပေါ့နော်ဒီတောင်မှန်ကိုဒီမော်တာ fuse led ပေါ်မှာရှေ့ကိုတစ်လက်မလောက်တိုးပြီးတော့စောက်ထားတယ်ပေါ့နော်ဒါပြန်ရတာပို့ပြီးအဆင်ပြေသွားတယ်ဒီကွင်းထဲကိုသွားတာလေတိုက်နေတဲ့အတွက်ကိုကျွန်တော်ဒီသားချစ်တို့အိမ်ကသူတို့ channel မှာကျွန်တော်လာဆန်းတာပေါ့နော်ဒါအောင်လေနည်းနည်းတိုက်နေသေးတယ်ပေါ့ဒီထဲမှာဆန်းကြည့်ရဒီကလေတိုက်တဲ့တက်တာပေါ့နော်နေ့လေ12နာရီလောက်ကြီးရှိပြီဆိုတော့တအားပူနေတဲ့အချိန်ပေါ့နော်ညနေဆောင်ညကျွန်တော်မအားဘူးဗျဟိုခလေးငယ်လေးရှိတော့မလာပြစ်တာနဲ့နေကဘက်ခလေးအိတ်နေထွက်လာချက်ကြည့်လိုက်ပါနော်အေးဟောကျွန်တော်လွှတ်တဲ့ဘက်မှားသွားတာဗျဟိုဘက်ကိုနေလွှတ်ကမှာပြောင်းပြန်လွှတ်လိုက်ရန်ဆမ်းပြမယ်အေးတွားတာတော့ကိုပဲဒီတွားတယ်အေးတင်မီနဲ့တွေ့လွတ်ပါဟာအေးလွတ်တယ်အေးလွတ်တွားပြီဟုတ်ကန်ကောင်းတယ်ဗျာကန်ကောင်းတာမှတကယ်ကန်ကောင်းတာဟိုကနေတိုးလွတ်တာမှဖြစ်တယ်ကျွန်တော် beginner kit လေးတွေပေါ့နော်အရင်ပြန်ကောင်းပါလေဆက်စချင်းစောက်တဲ့လူတွေပေါ့ဒီကစ်တစ်ခုထဲမှာလေစောက်တာအနေပြန်တာအဆုံးပေါ့လိုအပ်တဲ့ပစ္စည်းတွေပါတယ်ပေါ့နော်